Habibi come to Dubai တဲ့ travel ကနေပြီးတော့အခုလက်ရှိမှာမြန်မာပြည်ကနေပဲဖြစ်စေတခြားပြည်ပကနေပဲဖြစ်စေ Dubai ရွှေမြို့တော်ကြီးကိုအလဲပတ်သီးသန့်လာခြင်းတဲ့လူတွေအတွက် standard tour package premium tour package နဲ့ luxury tour package ဆိုပြီးတော့ tour package 3ခုကိုစီစဉ်ပေးထားပါတယ်ဆိုတော့ဒီလိုမျိုး Burj Khalifa ကိုလာလဲမလားတို့ရွှေ coffee သွားတောက်မလား helicopter သွားစီးမလားတို့မဟုတ် cruise သွားစီးမလား Atlantis တပန်းမှာသွားတဲမလားမိမိတို့လိုချင်တဲ့လိုအပ်တဲ့ activity တွေနဲ့မိမိတို့ရဲ့ budget အလိုက်ပေါ်မူတည်ပြီးတော့ KZ Travel ရနေပြီးတော့ customize tour package တွေကိုစီစဉ်ပေးလျက်ရှိပါတယ် family တွေလား group လိုက်လားတငယ်ချင်းတွေစုပြီးတော့လာမှာလားဘယ်လိုပဲဖြစ်ဖြစ်မိမိတို့လိုချင်တဲ့ customize tour package တွေကိုလည်းခိုင်းတို့ရဲ့ KZ Travel ရနေပြီးတော့စီစဉ်ပေးလျက်ရှိပါတယ်အဲ့တော့ KZ Travel ကယုံကြည်စိတ်ချရလားယုံကြည်စိတ်ချရလားဆိုလို့ရှိရင်တော့ခိုင်းတို့ KZ Travel ဒီ UAE အစိုးရရဲ့တရားဝင်ခီးသွားလုပ်ငန်းလိုင်စင်ရတရားဝင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ခီးသွားမယ်ဆိုလို့ရှိရင် KZ Travel ကိုတတိယလိုက်ပြီးတော့ Dubai အခြေစိုက်တရားဝင်ခီးသွားလုပ်ငန်းလိုင်စင်ရှိထားတာဖြစ်တဲ့အတွက်ကြောင့် 100% ယုံကြည်စိတ်ချစွာနဲ့လာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အသေးစိတ်သိရှိလို့လည်း page messenger မှာဖြစ်စေ WhatsApp ဖုန်းနံပါတ်မှာဖြစ်စေလာရောက်ပြီးတော့အသေးစိတ်မေးမြန်းလို့ရပါတယ်ရှင် UAE နိုင်ငံ Dubai မြို့ Union Day to Day ရဲ့အနောက်ဖက်လိုက်ကျော်မှာရုံးခန်းဖွင့်လှစ်ထားလျက်ရှိပါတယ်။ထို့အတွက်ကြောင့် 100% စိတ်ချယုံကြည်လို့ရပါတယ်။ဒီအပြင်ကိုမှခိုင်တို့ဒီဝင်ကြီးလက်မှတ်တည်တဲ့နေ desert safari တွေအဲ့ဒီအပြင်ကိုဒီကားတည်တဲ့ငှားခြင်းနဲ့ဧည့်သည်တော်တွေအတွက်လည်းခိုင်တို့အနေနဲ့ car rental service တွေလည်းရှိနေပါတယ်။အဲ့တော့ UAE visa အတွက်လားဒူဘိုင်းကိုအလည်လာဖို့အတွက်လားဝင်ကြီးလက်မှတ်တည်တဲ့နေအတွက်လားသို့မဟုတ်အလောက်လာရှာဖို့အတွက်လားမိမိတို့အနေနဲ့ဘလိုမျိုးပဲဖြစ်ပါစေ UAE ကိုဒူဘိုင်းကိုလာရောက်ချင်တယ်ဆိုလို့ရှိရင် KZ Travel နဲ့ချိတ်ဆက်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်